ကဘာပေါ်မှာဘယ်တော့မှမရှိခဲ့ဘူးသေးတဲ့စီးရေးပြပွဲကြီးတစ်ခုကိုယူကရိန်းနိုင်ငံမှာကျင်းပသွားခဲ့ပါတယ်။ဒါကတော့စစ်တီတော်တွေကိုယ်တိုင်ပါဝင်စစ်ကြောင်းထိုးတာမဟုတ်ပဲအဝေးထိပ်နဲ့မောင်းနေတဲ့စီးနှင်းသူမဲ့စစ်သုံးရင်တွေတီးတန့်ပါဝင်ပြသခဲ့တဲ့ကဘာပထမဆုံးစီးရေးပြပွဲကြီးပဲဖြစ်ပါတယ်။ဒီစီးရေးပြပွဲမှာတော့မြေပြင်သုံး drone တွေအလိုအလျောက်ထောက်လန်းရေးရင်တွေမိုင်းရှင်းလင်းရေးနဲ့စစ်မြေပြင်ရိတ်ခါပို့လူနာတင်စီးနှင်းသူမဲ့စစ်သုံးရင်အမျိုးအစားပေါင်းများစွာကိုအစင်လိုက်ခင်းကျင်းပြသခဲ့တာပါ။ခေတ်သစ်စစ်ပွဲဒီမှာမောင်းသူမဲ့နီးပညာတွေဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာနေပြီးယူကရိန်းစစ်ပွဲတွင်မြေပြင်မှာတကယ်လက်တွေ့အသုံးချနေတဲ့အဆင့်မြင့်နီးပညာစနစ်တွေကိုကမ္ဘာကိုပွဲထုတ်ပြသလိုက်တာလည်းဖြစ်ပါတယ်။လူသားစစ်သည်တွေရဲ့အသက်အန္တရာယ်ကိုရှော့ချပြီးစစ်စင်းကြီးတွေကိုပုံမှုထိရောက်အောင်ဆောင်ရွက်နိုင်တဲ့ဒီလိုစီးနှင်းသူမဲ့စစ်သုံးရင်တွေရဲ့အခန်းကဏ္ဍဟာအနာဂတ်စစ်ရေးနီးပညာရဲ့စိန်ခေါ်မှုတစ်တစ်ခုဖြစ်လာနေတာကိုတော့ညင်းလို့မရပါဘူးခင်ဗျာ။